အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ e-dash မလုပ်တတ်တဲ့လူလေးတွေကို e-dash လုပ်နည်းအလွယ်နည်းလေးနဲ့ပြပေးပါမှာဖြစ်ပါတယ်ဗျ e-dash လုပ်တော့မယ်ဆိုလို့ရှိရင်ဒီ Hermes နဲ့ Spring Shoe လေးတွေကိုဝယ်ထားရပါမယ် brother တို့ဒီနေ့မှာဆိုရင်အရင်ဆုံး speed ရအောင်လို့ပြေးမယ်ခုံးမယ် cross ကိုတွဲပြီးတော့သုံးပြရပါမယ်ဒီနေရာမှာဆိုရင်ရွှေပြရရဲ့ဘယ် emoji မဆိုအကုန်သုံးလို့ရပါတယ်အခုကတော့ဆွမ်းနာအစဉ်တိုင်းနဲ့ပြေးမယ်ခုံးမယ် cross ရဲ့ emoji ပေါင်းသုံးပါမယ်အဆင့်တွေကိုရပြီဆိုလို့ရှိရင် e-dash လုပ်တဲ့အခါကိုယ့်ရဲ့နည်းကိုပြောပြပါမယ်ဒီနေရာမှာ brother တို့က joystick ကဘယ်ဘက်ဆိုရင် screen ကိုဘယ်ဘက်ကိုဖြည်းဖြည်းချင်းရွှေ့ရမယ်ညာဘက်ကို joystick ကရောက်သွားပြီဆိုလို့ရှိရင် screen ကိုညာဘက်ကိုလိုက်ပြီးတော့ရွှေ့ပေးရမှာဖြစ်ပါတယ်ဗျကိုယ့်ရဲ့ body က ground နဲ့ထိသွားရဆိုလို့ရှိရင်ခုံပေးရပါမယ်အခုကျွန်တော်ပြလာတဲ့အတိုင်း e-dash ကိုနေတိုင်းလေ့ကျင့်မယ်ဆိုလို့ရှိရင် brother တို့ e-dash လုပ်ရတာလွယ်ကူပါလိမ့်မယ် e-dash လုပ်တဲ့အခါနောက်တစ်ခုအရေးကြီးတာကတော့ backward e-dash ပဲဖြစ်ပါတယ် backward e-dash လုပ်ရတာလွယ်ပါတယ်အဲကျောင်းဆောင်နေရာလေးကိုရောက်လို့ရှိရင် joystick ကိုအောက်ကိုဆွဲပြီးလွှတ်လိုက်ရုံပါပဲဘာမှခိုင်းစရာမလိုတော့ပါဘူးအခုကျွန်တော်ပြောပြခဲ့တဲ့နည်းလမ်းလေးတွေကို brother တို့နားလည်လိမ့်မယ်လို့ထင်ပါတယ်နားမလည်တာရှိရင်လည်း comment မှာလာပြီးတော့မေးလို့ရပါတယ်နော်အခုလိုအဆုံးလေးကြည့်ပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ် e-dash ကိုအဆင်ပြေပြေနဲ့ချောချောမွေ့မွေ့နဲ့လုပ်နိုင်ကြပါစေဗျ